哦，俺家养过咱们那地嘞。 ဘာဖြစ်လို့လဲဗျကားငှားကျင်လို့ဗျ 哦，这个怎么样？别咱们的。 ဟိုတူဝက်နာပဲဗျာနေပါဦးလမ်းကဟိုဆန်းနေမယ်ဗျာ 我谁？ မဟုတ်ပါဘူး 米中。မဟုတ်ဘူး 包卷。 ဩဘာတွေရှောက်ပြောနေမှမသိဘူးဗျာ 三叔。 ပေါ်စမ်းမွေး 哦，不理了。啊，对了。ဟုတ် 不能要嘞。 အကြောက်တယ်ကြောက်တယ် 啊，对了。要嘞必须要。 အားတယ်မဒါအကုန်ပဲဒါအားလုံးကုန်ပဲ 李长都必要没？ 4000 哎，你不对，哪比了？ အာခမရလေဗျာမများဘူးလားဗျာ 哦，俺家养过咱们那地嘞。 ဘာဖြစ်လို့လဲဗျာ 好，养过哪所以？地气呢？地是对那边不住嘛？没师傅呀？ ဒီမှာကျုပ်ကငွေစကားပြောတဲ့ကောင်မဟုတ်ဘူးဗျအချင်းဖမ်းခံရမှာဆိုလို့ 没理。 ဟာခမရပြောတဲ့ပတ်စံလေးတော့ကျုပ်ပေးမယ် 哎喂， ဒါပေမဲ့ခမရတခုတော့မှတ်ထားလိုက် 哪里没理？ ရန်ကုန်သားလဲဈေးဆက်တတ်တယ်ဗျ 哦，好，这吧。 ရှာကြီးဟာခမရကားကစကကောင်းလာပြီလားဟမ်ဗိုက်တယ်ဗျာဗိုက်တယ် တဲလေးပြောကိုလားကိုကားမောင်းနေလေတဲလေးဟာအဲ့ဒီကောင်တွေ့တယ်အခုလေးတင်တွေ့တာတဲလေးတော်ချင်းပါတယ်ကွာ ဟာဒီလူတယောက်တည်းစကားတွေပြောနေအယူလားမသိဘူး တဲလေးဟာဘာမှမပူစမ်းပါနဲ့အဲ့ဒီကောင်ငယိုးကိုလက်ထဲကဘယ်တော့မှမလွတ်စီရအဲ့ဒီကောင်ရှိမှာအထုံနှစ်ထုံပါလာတာကိုတွေ့တယ်တဲလေးဟာအဲ့ဒီအထုံနှစ်ထုံကကိုလက်ထဲပဲရောက်စီရမှာပေါ့ဘာမှမပူနဲ့တဲလေးစီကိုရောက်အောင်ယူလာခဲ့မယ် ဟဲ့လူကောင်းကိုကြီးရဆန်းကောင်းကိုကြီးရဆန်းဗျာ ဘာလို့ရမှာလို့မင်းဘာလို့ရမှာတော့အော်ညီလေးပတ်စံ4000ပေးကြမရှိလို့ ဟာခင်ဗျာဗျာခင်ဗျာချက်စီနဲ့ကျုပ်မတူညမ်းမနေလားကျုပ်ကားပေါ်နဲ့ခုံချလိုက်ပါဦးရက်တော့မရဘူးလား ဟဲ့မကောင်းရနဲ့လေဟာမဟုတ်တာဟဲ့မလုံနဲ့လေ ခင်ဗျာချက်နဲ့ကျုပ်ကုန်တီးတယ်ကျုပ်ကငတုံးညမ်းမနေလားအာလောက်ကြပါဦးဗျာ ဟဲ့မောင်းနေလေမောင်းနေရက်ပြီမောင်းနေ ကိုကြီးရလိုက်ဆင်းမယ်ကိုကြီးဆင်းမယ် ဘလူးပြလာတော့မယူနေပြီလားဟဲ့ အောင်ပါခင်ဗျာငပြူကပြန်ပြဲနေရသေးတယ်ခင်ဗျာသာတယောက်တည်းစကားပြောနေတာခင်ဗျာသာအယူ ဟဲ့ငါမတယောက်နဲ့စကားပြောလို့ငါဖုံးပြောနေတာကွာ ဟာဒီမှာခင်ဗျာချုပ်ကိုတော်သားဆိုပြီးတော့လာမလှိမ့်နဲ့ဟမ်ဖုံးပြောအောင်ဘာမှလည်းဖုံးခင်ဗျာတယောက်တည်းစကားတွေပြောနေတာဖုံးမပါဘူး မဟုတ်ငါဘလူးတူနဲ့ပြောနေတာ ဟာခင်ဗျားဗျာအတုလုံးစားချလို့ဘလူးကိုအတုလုံးပါလားဗျာ ဟာဒီမှာဘလူးတူဆိုတာကားမောင်းရင်းနဲ့ဖုံးမကင်ပဲပြောလို့ရတယ်ဟမ်ဖရီလို့လည်းခေါ်တယ်အဲ့ဒီဖုံးနဲ့တိုင်းတော့ဆက်သွယ်ပြီးပြောလို့ရတယ်ဟာဒီမှာအဲ့ဒါဘလူးတူလို့ခေါ်တယ်မှတ်တာ ဒါလေးဒီတနေ့လေးအဲ့ဒါဖုံးပြောလို့ရတယ် အေးဖုံးပြောလို့ရတယ်ခုနကငါတိုင်လေးနဲ့ပြောနေမင်းမကြောက်ဘူးလား ဝဲပြီဒါပေမဲ့ခင်ဗျားခုနကတော့ပြောတယ်ငရိုးစီကအထုံးတစ်ထုံးကိုရအောင်လူယူမယ်တဲ့ဟမ်အဲ့ဒါခင်ဗျားချုပ်ကိုပြောတာမဟုတ်ဘူးလား ငါလည်းမင်းနဲ့ပါဆိုင်တယ် ဟာဆိုင်နေဘူးဗျာကျုပ်နာမည်ကရိုးကုန်လေဟမ်ခင်ဗျားဒါကိုမရမကစုံစမ်းထားတာနေပါဗောခင်ဗျားကျုပ်ကိုအလူကန်းစီးမလို့မလားဟမ်မပြော မင်းကငါအလူချမ်းစီးမှာလားကွာပေးရလေခုနငရိုးဆိုတဲ့ကောင်ငါအသေးလေးရဲ့မောင်ငါရောက်ဖအိမ်မောနေမျိုးစိတ်ဆိုးပြီးဆင်းသွားတာအဝေးပြေးဝင်းမှာတွေ့လားအထုံးနဲ့ထုံးတယ်အဲ့ဒါကိုတွေ့တယ်ဆိုတဲ့အကြောင်းငါပြောတာငါသေးလို့မင်းပြောတာမဟုတ်ဘူး ဒါဆိုခင်ဗျားကျုပ်ကိုအလူကန်းစီးမှာမဟုတ်ဘူးဗော ဟာဒီရောက်ကအလူချမ်းစီးမဲ့ရုပ်လားကွာမဖြစ်တော့မင်းနဲ့ရှေ့ဆက်သွားမဖြစ်တော့မင်းစင်းတော့မင်းခုနက4000တောင်းတာမလား4000ကိုပေးနေ3000ပဲပေး ဆက်ခင်ဗျားဗျာကျုပ်ကိုအဲ့လိုမလုပ်ပါနဲ့ဗျာဟိုခုနကတော့ကျုပ်ငားတဲ့နေရာလေးပြီးတော့ရအောင်လိုက်ဖို့ပြောတယ်ဟိုလေးတော့ပြီးပါမယ်ဗျာလေးတော့ မယူမပေါ်နိုင်ဟဲ့မင်းနဲ့ငါရှေ့ဆက်သွားငါရဲစခန်းကိုရောက်လိုက်ပြီမင်းခုနအော်တယ်မလားလူတွေအများကြီးဝကြည့်တာငါ့ကိုရိုက်တန်ဘယ်လိုလုပ်မလဲမင်းနဲ့ရှေ့ဆက်သွားလို့ငါပြတ်တန်တက်လိုက်မယ်မင်းစင်းတော့ငါ့ကို3000ပဲပေးစင်းမမစင်းလား
မစင်ငါရဲစကောင်ဖုံးဆက်မယ်နော် ဟာဟဲ့ရဲစခန်းတော့မဆက်ပါနဲ့ဗျာ ရဲစကောင်ဖုံးဆက်မယ်နော် မဆက်နဲ့ဗျာပေးပါဗျာပေးခင်ဗျားလည်းဗျာအဲ့လိုပြောလည်းမလုပ်ပါနဲ့ဗျာဒါလေးပြောပြီးတဲ့ဟာကိုခင်ဗျားတို့လူသားတွေကလည်းဗျာတော်တော်စိတ်ပုတ်တာပဲဗျာ စိတ်ပူတာမဟုတ်ဘူးမင်းကကြောက်စရာကောင်းတယ်မင်းကဟိုမကြည့်ကြည့်စွတ်အောင်လား တော်ပြီဗျာဆင်းဗျာခင်ဗျားကားမှမဟုတ်ဘူးနော်စီးပြကားတွေမှာတပုံကြီးပဲရတယ်ဆင်းမယ် ဆင်းသွားအမ လိ လေး မ့်ပဲမရှိတာကွာဒါလေးပြောပြီးတဲ့ဟာကို အမနေတော့ကွာငါကအတင်းကွာ အိုးကုန်ပါပြီကွာကုန်ပါပြီဗျာဒုက္ခပါပဲဗျာကုန်ပါပြီ ဒီမ ညာ ရှင်အဲ့ဒါဘာလုပ်နေရလဲ အတိကောက်နေရ ဟာ ဩခမရလည်းဗျာအိပ်ပေါက်ကြတော့အတိကိုလိုက်ကောက်နေတာလို့ပြောတာ ဒီမရှင်ဒီလမ်းမှာလှုပ်ရှားနေကြလား ဟုတ်တယ် ဟမ် ဟိုးခမရလည်းဗျာဒီကျွဲကောသီးတွေကရောက်ပုတ်ယူလာတာမဟုတ်ဘူးဗျလက်ဆောင်ပေးမလို့ယူလာတာခမရလည်းဗျာဟာလေကျွဲရဲ့ပုံစံကျွဲကောသီးလက်ရောက်တဲ့ပုံစံများပေါက်နေလို့လား ဒီမကျမပြောအဲ့ဒါမဟုတ်ဘူးရှင်ဒီလမ်းမှာကားတိုက်ခံပြီးလှုပ်ရှားနေကြလားလို့မေးနေတာ ပြန်ပြီးတော့လှုပ်ရှားတယ်အဲ့ဒါဘာပြောလဲ ဟာလေရှင်အကြံစီကိုတိသွားလို့ရှင်ကဦးကြောင်ကြောင်လုံနေရလား ဟုတ်ပါဗျာခင်ဗျာ ရှင်ဒီလိုလှုပ်ရှားမနေနဲ့တော့ခက်ကပြောင်းသွားပြီလူမလူခံကားမကားခံဆိုခက်ကိုရောက်တော့မှာရှင်ဂျားရတရားပဲဖတ်တင်လိမ့်မယ်မြင့်မြတ်ဖက်ကြပြားမများပဲသေသွားလိမ့်မယ်ပုံစံကဦးကြောင်ကြောင်နဲ့ဘယ်လဲ တွေ့တယ်ပြီရထားပါဟုတ်ပြီကျွန်တော်ဘာဆက်လို့ရမလဲညွှန်ကြပါကျွန်တော်မျက်ချိန်မပြတ်စောင့်ကြည့်နေပါလေဟုတ်ကဲ့ကျွန်တော်ဝင်လိုက်ရတော့မလားဝင်ပြီဖမ်းတယ်မင်းဖမ်းတယ် ဘာလို့ဖမ်းတာလဲ ငါမျက်မှာခိုးတယ်ငါမျက်မှာခိုးတာ ဘာလဲခမရမြတ် မင်းတက်ထားတာငါမျက်မှာငါပြောက်သွားတာ ခမရလည်းဗျာဒါကျုပ်ပြမယ်ဗျကျွာဖျားဝတော့ကျုပ်ဝယ်ထားတာဟာအခုရန်ကုန်တက်လာလို့ထုတ်ပြတက်လာတာတစိမ့်တော့မခွာသူအသက်ပဲရှိသေးတာခမရလည်း မလိမ့်နဲ့ငါအပေါ်နဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးမှမင်းကိုဝေဖမ်းတာငါမှဖမ်းရမ်းနေပါတယ် ဖမ်းဝင်အဲ့ဒါဘာလဲ ဖမ်းနေရမ်းမင်းသားလေးတော့မသိဘူးလား မသိဘူးကွာမသိဘူး ငါ ကွာ မျက်မှာပြန်မင်းတော့မပေးမင်းကိုအချုပ်တန်းထက်မှာတော့ တော့လည်းလုံငါပြောတယ်နော် မပေးသူ့မှာ အေးငါတက်မယ်လို့ပြောငါပြောတယ်နော်မတူနဲ့နော်ဟေးတော့ကြပါဦးဗျာဒီမှာအယူကျွန်တော်ပြန်ပြမယ်လို့တော့ပါနော်အဲ့ဒါမတော့နဲ့ တော်ပဲဒီမှာငါမျက်မှန်ခိုးတဲ့ပခိုးမီးငါမျက်မှန်ကိုနေတော့သိကြနော်ကျွေရောင်ကွင်းလေးထဲမှာမှန်ပါတဲ့ဒစိမ့်တောင်မခွာသေးဘူးဟုတ်ကဲ့ ဟုတ်တယ်တော့ရှင်းပါပြောသူမျက်မှာခေါ်ရတာလေ ဟာခင်ဗျားတို့လည်းဗျာခင်ဗျားတို့ယူမြန်းနေလား အားမလဲဘာလို့ကြွားမှာလဲငါဘာလို့ကြွားမှာလဲကျမတို့လူကောင်းနေ ဟာလူကောင်းဆိုတော့သိရမှာပေါ့ကျောက်ကဒီအယူရဲ့မျက်မှန်ကိုခေါ်မလားဗျဒီမှာကျောက်ကဒီနေ့မှရန်ကုန်ပြည်ကိုရောက်ဘူးလားနော်ဟိုးရှိမှာပေါ်ဆန်းပွဲလမ်းဆိုတာရှိတယ်တဲ့အဲ့ကိုသွားမလို့ ဟဲ့ဝစားမလားရှာပါတော့လို့ မရောက်ဘူးလို့ ဟမ်